ပြည်သူတွေက9နှစ်ရှိနေပြီနော်အမေစုနော်ဒေါ်အောင်ဆန်းစုကြည်အတွက်ဗလဲဂင်းနိနော်ဂင်းနိစံချေဝင်ဖို့အတွက်ဗီဒီယိုဖိုင်8000ညော်မှန်းထားတာထက်ကိုပို့သွားပြီဒီတို့တပိုက်ကြော်ပြီအဲကြောင့်ဝန်းပါစရာပါကျမတို့အမေစုနော်အမေစုကိုဘယ်လောက်ထိချစ်ကြသလဲပြောမဆိုရင်အမေစုနဲ့စန့်ကျင်ဘက်အာနာရှင်မရှိတယ်နော်အမေစုကိုမဟုတ်တယ်အမေစုကိုမကြိုက်ဘူးအမေစုကိုမနာလိုဘူးဆိုတဲ့လူတွေကအာနာရှင်မရှိတယ်အဲကြောင့်မို့အခုချိန်မှာသိရပြီသူတို့အမေစုကိုဗလဲအမေစုကိုပောက်ခပြောဆိုနေတဲ့လူတွေအနုကြီးကိုပောက်ခပြောဆိုနေတဲ့လူတွေထုံးစံအတိုင်းတောက်အစုပေါ့နော်အဲဒါကြောင့်မို့ဗလဲသူတို့ကိုသူတို့တော်လိုင်းရေးသမားလို့ပြောပြီးတော့တကယ်မင်းအွန်လိုင်းကိုသူတို့ပြောမဲ့အစားเนาะအမေစုအန်လူကြီးကိုထိုးချဖောင်းထုနေတဲ့လူသည်မေအေလို့ကတော့ပါရဲ့เนาะမင်းအွန်လိုင်းရဲ့เนาะလက်ဝေခံတယ်လို့ပဲမှတ်ထားလိုက်တော့ပြည်သူတို့ကဲဒီညတော့စကားကောင်းပြောမှာပေါ့เนาะမကောင်းတဲ့စကားတွေမပြောဘူးအကြောင်းခုနတော့တစ်ချက်ထွက်ပါတယ်စနာဆိုင်ကဲကျမတို့ရဲ့အဖွက်သားတွေကိုခေါ်ကြည့်လိုက်အောင်မယ်လာပြီလားညတတင်းတွေကတော့ကောင်းမှလည်းမလာသေးဘူးထင်တယ်အစက်သက်မဖြစ်သေးဘူးလားနော်တသိန်းကျော်အခုကျမတို့အမေစုအတွက်မွေးနေ့စုတောင်းနော်မွေးနေ့စုတောင်းဗီဒီယိုဖိုင်တွေတကဘာလုံးမှာရှိတဲ့ပြည်သူတွေက DP FBG အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube channel မှာတွေ့ကြလာပါတယ်ကျွန်တော်တို့ channel ဟာဆိုရင်နေ့စဉ်မျိုးတလုံးနဲ့ပတ်သက်တဲ့တင်တဲ့ကောင်းတွေကိုတင်ဆက်ပေးနေတာပါကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်ပေးပြီး like နဲ့ကြည့်အောင်ပင်နေတဲ့ notification လေးကိုနေ့တိုင်းတောင်းဆိုချင်ပါတယ်ခင်ဗျာဘာလဲငါတို့က BGF အဖွဲ့မဟုတ်ဘူးเนาะ BGF အဖွဲ့မဟုတ်ဘူးအဲကြောင့်မို့ BGF ဆိုတဲ့မအားလာတောက်တိုင်မအားလာလက်ဝေခံကိုသွားပြီးတော့ပြောပါเนาะကျမတို့က BGF အဖွဲ့မဟုတ်ဘူးเนาะအခုဆိုရင်ကျမတို့အမေစုเนาะမွေးနေ့ပွဲ8000ထက်ကိုကြော်သွားလို့တသိန်းကြော်သွားပြီတို့အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဘယ်လောက်ထိချစ်ကြသလဲเนาะတကဘာလုံးမှာရှိတဲ့ပြည်သူတွေတိုင်းရင်းသားပြည်သူတွေအားလုံးကဝိုင်းပြီးတော့ဆုတောင်းပေးကြတာတောင်မှเนาะသူတို့ကမ်ပိန်းလုပ်တာ10ရက်ကျော်ပဲကြာတယ်အခုမင်းအွန်လိုင်းကเนาะမေလို့မင်းကတော့ပါရဲ့မင်းအွန်လိုင်းရဲ့ဘောမတွေကမလေလာမဲ့လာမလာဘယ်နဲ့ရက်နေလဲမသိဘူးเนาะမင်းအွန်လိုင်းမွေးနေ့အတွဲတဲ့ဖန်40သောပြည်သူတွေနော်သူတို့လည်းအမေစုကိုအားကြပြီးတော့မင်းအွန်လိုင်းအတွက်နော်မွေးနေ့ပွဲဗီဒီယိုဖိုင်တသိန်းတောင်းတယ်ပြည်သူတို့ရေတန်း40ပြည်သူတန်း40တော့မရဘူးနော်ခေါင်းပေါ်ကတန်း40တော့ရမယ်နော်အဲဒါကြောင့်မို့မတူရင်မတူနဲ့ပြောရမယ်ဆိုရင်ခင်အလိုက်ခင်ได้ခင်ဝါစနာခင်ไม่ได้ဗမာလူရှိပါတယ်เนาะဗမာလူဘယ်လိုပြောလဲကုသိုလ်ကံကိုတော့ရှင်လို့မရဘူးအဲ့လိုမျိုးလားเนาะအဲ့ဒါကြောင့်မို့အခုအမမတချို့လူတွေကပြောတယ်မင်းအွန်လိုင်းဗီဒီယိုဖိုင်မင်းအွန်လိုင်းမွေးနေ့အတွက်ဗီဒီယိုဖိုင်သူတို့ကတော့ဆဲတဲ့ဗီဒီယိုဖိုင်လည်းလောက်စရာမလိုဘူးเนาะဆဲဒါဆိုရင်ဆဲတဲ့ဗီဒီယိုဖိုင်လောက်လို့ရှိရင်ဒါသူ့ဗီဒီယိုဖိုင်လောက်ပြီးတော့ပို့တာနဲ့သူတို့ကဘယ်လိုပြောမလဲနော်အင်တာနက်ကိုပတ်စံအပ်လို့ပေးပြီးသားဖြစ်သွားတယ်အဲ့ဒါကြောင့်မို့နော်လုံးဝကိုမပေးနဲ့မပို့နဲ့နော်သူတို့ဘယ်လောက်ရမလဲအမေစုကိုတော့ဘလို့မှရှင်လို့မရဘူးနော်တော်လိုင်းရေးကိုစငပိတ်လာပြီ BGM မဟုတ်ဘူးဒါပေမဲ့ပိုးကင်လူမျိုးမဟုတ်ဘူးလားBGA ကပိုးကင်မဟုတ်ဘူးနော် BGA ကမေလို့မင်းအွန်လိုင်းရဲ့လက်ဝေခံတောက်တိုင်နော်
ပိုးလူမျိုးမဟုတ်ဘူး तू ကပိုးမဟုတ်တော့ဘူးကရင်လူမျိုးမဟုတ်တော့ဘူးသဘောပေါက်လားခုတော့ကျမသတိပေးချင်တယ်နော်ကျမတို့မြန်မာပြည်သားတွေထိုင်းနိုင်ငံမှာရှိတဲ့မြန်မာပြည်သားတွေဟုတ်တယ်ထုတယ်ထိုင်းနိုင်ငံမှာရှိတဲ့ကျမတို့မြန်မာပြည်သားတွေအခုသူတို့ဒီနိုင်ငံမှာနိုင်ငံရေးရှောက်နေတယ်အဲ့ဒီအတွက်ကျမတို့မြန်မာပြည်သားတွေဝင်ပြီးတော့ဗာလဲရောင်ရမ်းပြီးတော့မပါမိစေနဲ့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါသူတို့အတွင်းရေးကိုတွေနဲ့မဆိုင်ဘူးအဲ့ဒါကြောင့်မို့သတိထားစေချင်ပါလေကျမတို့ပြောပါတယ်မင်းအောင်လိုင်ကဗျမဦးခေါင်းနဲ့တူတယ်လို့နော်သူကဘသူနဲ့လက်ဆွဲနှုတ်ဆက်ဘယ်နေရာကိုသွားသူသွားတဲ့နေမြေတိုင်းသူသွားတဲ့သူလက်ဆွဲတဲ့နော်လူတိုင်းအကုန်လုံးပြဿနာဖြစ်တာပဲအဲ့ဒါကြောင့်မို့နော်မင်းအောင်လိုင်ကဗျမဦးခေါင်းပါလို့ပြောတာအဲ့ဒီဗျမဦးခေါင်းကိုမီးရှို့ပြီးတော့နော်မြေကြီးအထထမြုပ်လိုက်လို့ရှိရင်အဲ့ဒါအေဂျင့်သွားပြီလူတိုင်းကနော်တော်လန်ကြီးကိုစိတ်ပါဝင်စားပြီးဆိုရင်အားလုံးကအရေးပါကြတယ်အဲ့အကုန်လုံးကဘယ်လိုပြောလဲအရေးပါကြတယ်ဘာဖြစ်လဲဆိုတော့နော်သူ့နေရာနဲ့သူ့ရဲ့ကဏ္ဍနဲ့ကဏ္ဍပေါ့နော်မတူကြဘူးဥပမာပေါ့နော်ပန်ဆယ်လိုမှပန်ဆယ်လိုဆိုရင်လေတချို့ကြတော့မြေပြင်မှာပြန်လာမပန်ဆယ်တော့ပြောကျမတို့နဲ့ပဲပြောလိုက်နော်ကျမတို့ကဒီနေရာမှာကျမတို့အလူခံတယ်ရတဲ့ပတ်စံတော်နိုင်ရေးကိုတိုက်ရိုက်ကျမတို့ပို့ဆောင်တယ်နော်အဲ့ဒါတချို့ကတော့ဟာနင်တို့ကိုယ်တိုင်လာတိုက်နင်တို့ပြန်လာတိုက်ပလားဒါပေမဲ့သူ့နေရာနဲ့သူနော်အရေးကြီးပါတယ်ကျမတို့ထောက်ဖို့မရှိလို့လေမြေပြင်ကလူဆက်သွားလို့မရဘူးမြေပြင်ကလူမရှိလို့လေကျမတို့ထောက်ဖို့သွားလို့မရဘူးအဲကြောင့်မို့ကိုင်းကျုံးမီကျုံးကိုင်းမီအားလုံးစစ်စစ်လုံးညီညွတ်နဲ့ရှိရမင်းနော်အဲဒါကြောင့်တချို့ကြတော့ငါလုံများတယ်တချို့ကြတော့ငါကတော့အများကြီးရပြီးတော့ငါကအများကြီးကူနိုင်တယ်ဆိုပြီးတော့ကိုယ့်အထင်ကြီးနေကြတချို့လူတွေရှိတာပေါ့နော်ဒါပေမဲ့အားလုံးကတော့တော်လန်ကြီးမှာနော်နေပါတယ်ငါနာတယ်ဆိုတာမရှိပါဘူးတော်လန်ရေးကိုစိတ်ပါဝင်စားစွာနဲ့နော်ပူးပေါင်းပါဝင်ပေးရင်ပဲကျမတို့ကတော့အားလုံးကိုလေးစားရမယ်ညီသူကိုမြပင်ကာချင်းမပင်ကာချင်းအပြစ်မြင်ချင်းမကျေနပ်ချင်းအားမလို့အားမရဖြစ်ချင်းမရှိပါဘူးပြည်တွင်းကလူပြည်ပကလူအားဆိုင်သူငွေအားဆိုင်သူအကြံဉာဏ်အားဆိုင်သူထောက်ပို့သူလက်တွေ့တိုက်ပွဲဝင်သူနောက်ွယ်မှကူညီသူအားတက်ဖွယ်ရေးသားသူလိုအပ်ချက်ကိုစေတနာဖြည့်ထောက်ပြသူ CDM လုပ်သူ CDM များစစ်ဘေးရှောင်များနိုင်ကျင်းများကိုထောက်ပံ့လူဒန်းသူညီသူကိုမဆိုဂျေစုတင်တယ်နော်အီမန်သောသစ္စာစကားကြောင့်မတရားမှုကိုကျူးလွန်နေသူများအမြန်ဆုံးနော်အမြန်ဆုံးကြဆို၍ဓမ္မဘဲတော်သားများအမြန်ဆုံးအောင်ပွဲခံပါစီသားကျမနောက်တစ်ခါတခုစုတောင်းချင်တာနော်သစ္စာဖောက်လောက်ကောင်းနေဝူးသားဒလန်လီအမြန်ဆုံးကြဆိုပါစီသားလို့စုတောင်းချင်တယ်နော်အခုအိုင်လင်းနော်စင်ကာပူကအိုင်လင်းလေမအိုင်လင်းအမေစုကိုထောင်းမလဲသူအမေစုကိုနော်အမေစုကိုလည်းသူဆိုကားတယ်ငကားကြတော့ CDM CRPA ကကြေညာတဲ့ CDM နော်ဥပဒေ non CDM တဲ့ဥပဒေကိုငကားကဆန့်ကျင်ပြီးတော့နော် non CDM ကိုထောက်ခံအားပေးနေကြတဲ့ကူက third party ဆိုတာမအားလာရဲ့လက်ဝေခံမဲ့ကျွန်မအမြင်ပြောတယ်မအားလာအကြောက်ဆုံးမအားလာအမဟုတ်ဆုံးမအားလာအသပြစ်ချင်ဆုံးကNUG PDF အမေစုတို့ကိုမဟုတ်တာအခုအမေစုကိုထိုးချနော်NUGကိုထိုးချ CRPA ကိုမကောင်းပြောတဲ့လူတွေမအားလာလူတွေပဲပြည်တို့သူတို့တော်လန်ရေးသမားလို့ပြောပြီးတော့ဘယ်နေရာမှာသူတို့နော်ဘူမောက်ပါဝင်တိုက်တာလည်းမရှိဘူးအဲ့ဒါကြောင့်မို့ဒီလူတွေကိုသွားပြီးတော့ကိုညီထောက်ပံ့နေမဲ့အစားပြည်သူလူထုတရားလွတ်မြောက်ဖို့အတွက်နော်လူထုအတွက်တကယ်တိုက်ပွဲဝင်နေတဲ့နော်ပြည်သူတော်လန်ရေးဘဲတော်သားဒီအစ်စ်အမှန်ကိုပဲသွားပြီးတော့ထောက်ပံ့ကြပါပုတ်ကိုမယူပါနဲ့နော်လူမျိုးမစွဲပါနဲ့ပုတ်ကိုမယူပါနဲ့
အခုဒီတတိယအုပ်စုတွေနော်ဒီမင်းအွန်လိုင်းတို့တွေသူတို့ရဲ့စောက်ကျင့်ကဘလို့လဲသိလားပြီတို့ကျန်းဖို့ပါတီဘဟုကော်မတီခေဟောင်းကစောက်ကျင့်လေနော်ကျန်းဖို့ပါတီဘဟုကော်မတီဝင်မင်းကင်းမောင်မြင့်ကရန်ကုန်လိုင်တာယာမှာရှိတဲ့ဆက်ရုပ်အချုပ်ကိုတွားရောက်ပြီးတော့အပြပြဆိုင်ရာအလုတ်သမားအဖွဲ့ချုပ် ILO ကနေပိတ်ဆို့တန်ခါမှုတွေလှုပ်ဆောင်တာဟာNUG အစိုးရကတိုက်တွန်းလို့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနောက်တလောကဘယ်လဲအဲ့ဒီ ILO ကဆက်ရုပ်တွေပိတ်သိမ်းဖို့ပြောတဲ့အချိန်မှာသူတို့ကမအားလာကိုထိမှာမဟုတ်ဘူးအခြေခံလူဒန်းစားလူလဒန်းစားကိုထိမယ်မအားလာကသူကနော်ဘယ်လဲပတ်စံရှိနေတဲ့အတွက်သူ့ကိုတော့ထိမှာမဟုတ်ဘူးလူလဒန်းစားအောက်ခြေဒန်းစားထိမယ်ဘာညာပြောနေတဲ့လူတွေကသူတို့ကိုယ်တိုင်ကမအားလာကိုထောက်ခံအားပေးနေတဲ့လူကတစ်ဖက်လက်နဲ့နော်သူ့လူကိုပဲသားလောက်တော့ပူးသားဒလန်လောက်သွားတာနော်အခုလည်းဒီလိုပဲနော်အဲ့ဒီ ILO အဖွဲ့ချုပ်အဲ့ဒီဆက်ရုပ်တွေကိုပိတ်ဖို့နော်တောင်းဆိုမဲ့လောက်မဲ့ဒီ ILO အလုပ်သမားအဖွဲ့ကိုNUG ကတိုက်တွန်းလို့နော်အဲ့ဒါပြည်သူတွေကိုသွားပြီးတော့မိုင်းတိုက်တာ NUG နဲ့ပြည်သူကိုမိုင်းတိုက်တာလောက်ဆောင်တာNUG အစိုးရကတိုက်တွန်းလို့လောက်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းအဲ့လိုပိတ်ဆို့မှုတွေဖြစ်လာခဲ့ရင်အလောက်သမားတွေပဲထိခိုက်နစ်နာမှုတွေဖြစ်ပေါ်လာမှာဖြစ်ကြောင်းတွေ့လားပေါက်ပန်း40ပြောဆိုတာအလောက်သမားတွေမထိခိုက်စေဖို့အတွက်ဖျားတရားလောက်ကြရင်ပြောဆိုစီယုံသိမ့်သွင်းပြီးဖျားစင်းတုတွေဖြန့်ဝေပေးခဲ့တယ်လို့သိရတယ်တွေ့လားသူတို့ဖျားတရားသမားဖျားကိုအကွယ်ယူပြီးတော့နော်ဗုဒ္ဓဘာသာကိုသာသနာကိုအကွယ်ယူပြီးတော့သူတို့ကိုကြိုးအတွက်သူတို့အာဏာတည်မြဲဖို့အတွက်တွေ့လားလူမျိုးရေးနဲ့မိုင်းတိုက်ဘာသာရေးနဲ့မိုင်းတိုက်NUGနဲ့ပြည်သူတွေကိုသူတို့ရန်တိုက်ပေးတာအခုမြေပြင်မှာဆင်းပြီးတော့မှရုပ်ပွားတော်တွေနဲ့မှလက်ဆောင်တွေသွားပေးတယ်ကြည်မောင်ချစ်သူလက်ဒီလိုပဲမောင်ချစ်သူစနစ်နဲ့မအားလာစနစ်နဲ့ကအတူတူပဲအဲဒါကြောင့်မို့မောင်ချစ်သူမတူပဲနေမလားမောင်ချစ်သူကမအားလာရဲ့စစ်တပ်ကရင်စစ်တပ်လုံးဝမဟုတ်ဘူးမောင်ချစ်သူကမအားလာရဲ့စစ်တပ် BGS ဆိုတာနော်မအားလာအစိတ်အပိုင်းကနေပေါက်ဖွာလာတဲ့မအားလာစစ်တပ်အဲကြောင့်မို့အခုကရင်ပြည်နယ်မှာစစ်ဆက်ရာခိုင်တော့အုပ်ချုပ်ရေးရန်တရားနဲ့သွားနေပြီလို့ပြောနေတဲ့စောတောလိတ်ကိုမေးကြည့်လိုက်အခုကရင်ပြည်နယ်တနင်္သာရီတိုင်းမွန်ပြည်နယ်ဘယ်မြို့မှာနော်ဘယ်မြို့မှာဒီကော်တူးလေယူနစ်လို့ခေါ်တဲ့ KNU ပြောတဲ့ကော်တူးလေယူနစ်အုပ်ချုပ်ရေးရန်တရားဘယ်နေရာဘယ်ဒေသမှာအုပ်ချုပ်တယ်လဲလက်ရှိတနင်္သာရီတိုင်းတနင်္သာရီတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်အဲ့ဒီသုံးခုမှာမအားလာအုပ်ချုပ်ရေးရန်တရားအပြည့်ပဲရှိတယ်နော်အဲ့ဒါကြောင့်မို့အဲ့ဒီစောတောလေကပြည်သူတွေကိုလိန်ညာပြီးတော့နော်အယုတ်ကြီးသွင်းတာလူမျိုးရေးနဲ့အယုတ်သွင်းနော်ဘာသာရေးနဲ့အယုတ်သွင်းအခုကျွဲမနော်ကော်သူလေအာမီကကျွဲမတော့မှဘိုဘီကိုသွားထောက်ခံပြီးသူတို့တော်လန်ရေးသမားမူမမှန်တဲ့လူကတော့လေသူတို့ဥတီချက်ကဟိုရောက်လိုက်ဒီရောက်လိုက်မူမမှန်ဘူးအဲ့ဒါကြောင့်မို့နော်အဲ့ဒီကျမတို့ဥတီချက်မှန်လို့ဆိုရင်လူထုဒီပွဲကလူထုနဲ့အာနာရှင်နှစ်ဖက်ပဲရှိတယ်မလေးတချို့ကရင်တွေကဗာပြောလဲနော်ဒီဂျားဖြန့်နဲ့ပတ်သက်ပြီးတော့တချို့လူတွေကမန်းတာပေါ့နော်ဒီဟိုစားခေသိကူလား KIC ကူလားမသိနော်မန်းတော့သူကမပြောလဲမင်းတို့ဗမာတွေကရောတဲ့အခုသူများမန်းတာကဒီမူကြီးစေဝါလောင်းကစားဂျားဖြန့်နဲ့ပတ်သက်ပြီးတော့သူများမန်းတာလူမျိုးရေးနဲ့အာနာရှင်ကိုမခွဲခြားတတ်ဘူးသူပြောတဲ့ပုံစံကမင်းတို့ဗမာအာနာရှင်ကရောကျမလည်းပြောရတယ်သူကိုနော်အခုနင်ကဒါလူမျိုးရေးနဲ့မဆိုင်ဘူးလေသူပြောတယ်အခုဒီမူကြီးစေဝါလောင်းကစားလုံးလို့ရအောင်ဘသူကဖွင့်ပေးတာလဲသူကမအားလာကိုသူကြီးညွှန်းတာပေါ့အဲ့ဒီမအားလာအာနာရှင်ကဖွင့်ပေးတာလေအာနာရှင်နဲ့လူမျိုးကိုတောင်သူမခွဲခြားတတ်ဘူးကျမလည်းပြန်ပြောလိုက်တယ်နော်အာနာရှင်နဲ့လူမျိုးရေးတာသူတို့ဒီကရင်ကျေးစားလက်နဲ့ကင်တွေကလည်းမအားလာဖွင့်ပေးလို့မအားလာလောက်ခိုင်းလို့သူတို့လောက်ရတာထက်သူတို့ငွေရလို့
နော်သူတို့ကိုဂျိုးအတွက်ငွေရလို့မအားလာနော်မအားလာအခွင့်ပေးလို့သူတို့လုံတယ်နော်သူတို့ကိုဂျိုးအတွက်သူတို့လုံနေတာလေဒါသူ့စရိုက်နဲ့သူလုံနေတာလူမျိုးရေးနဲ့မဆိုင်ဘူးလူမျိုးရေးကိုသူကြည့်လို့စင်လူမျိုးရေးမျက်နှာကိုသူကြည့်လို့စင်ဒီမူကြီးစေဝါလောင်းကစားတရားမဝင်ကြားဖြန့်ကိုကရင်ပြည်နယ်မှာသူဖြန့်ဖြူးမှာမဟုတ်ဘူးအခုချိန်ထိကရင်ပြည်နယ်မှာနော်ဟိုဒီနေ့လင့်တစ်ခုတွေ့လိုက်ရတယ်အဲ့ဒီလောက်ကင်ဖတ်ကြားတို့ပဲမှာဒဝင်းသီးပေါ်တယ်မင်းကုသီးပေါ်တယ်နောက်ဗာသီးလည်းသီးပေါ်တယ်ကရင်လူပြောတာပေါ့နော်ပြည်သူတို့ရေးတဲ့ကျွန်တော်ကဒီရွာမှာနေတယ်သူကနုတပွဲဘက်မှာဖြစ်မယ်နော်နောင်တပွဲမှာဒီမှာကြည်စမ်းမှာအသီးအနှံတွေရောင်းလို့မရဘူးအဲကြောင့်မို့လမ်းဘေးနားမှာပုံပြီးတော့ထားရတယ်ရောင်းလို့မရဘူးပြီးတော့ကားနဲ့လိုက်ရောင်းရင်လည်းလိုင်စင်မရှိလို့ဖမ်းရတာနဲ့နော်ဗလဲလက်မမရှိလို့ဖမ်းရတာနဲ့ပြည်သူတွေဒုက္ခရောက်နေတယ်တော်လန်ရေးအမြန်ဆုံးအောင်မြင်ပါစေတဲ့တွေ့လားပြည်တွင်းကပြည်သူအစစ်အမှန်ကဒီဒုက္ခကိုခံစားနေရတာဒါမဲ့ကြီးစားလက်နဲ့ကင်တွေကကိုဂျိုးကြည့်တဲ့ကြီးစားလက်နဲ့ကင်တွေကဒီဒဏ်ကိုမခံစားရဘူးအဲ့ဒါကြောင့်မို့အမျိုးချစ်ပါတယ်လို့ပြောတဲ့လူတွေရဲ့လောက်ရကိုကြည့်စကပုတ်တော်ရှိတယ်လေလူကိုမကြည့်နဲ့မုံကိုကြည့်လူကိုမကြည့်နဲ့မုံကိုကြည့်အဲ့ဒီအတိတ်ဘယ်ကပါလဲအဲ့ဒီလူကိုမကြည့်နဲ့သူ့ရုပ်ရည်ကိုမကြည့်နဲ့သူ့ရုပ်ရည်ယူပကာကနော်ဘာမှလုပ်လို့မရဘူးဒါပေမဲ့သူ့ရဲ့လောက်ရနော်သူ့ရဲ့လောက်ရအောင်မြင်မှုကိုကြည့်အပြောနဲ့မကြည့်နဲ့အဲ့ဒါကိုပြောတာနော်အဲ့လိုပဲသူတို့ကကြည့်ဖျားဘာသာရေးကိုအသုံးချပြီးတော့အကအကွယ်ယူပြီးတော့ပြည်သူလူထုနဲ့သွားပြီးတော့ရန်တိုက်ပြီးတော့သူကဖျားတရားမလဲဗုဒ္ဓရုပ်ရှင်ထုတော်တွေကိုသွားပြီးတော့ပို့တယ်ထုနေတယ်ထုပါစေနော်အခုတရုတ်ကကုန်စီအကြောင်းပြကုန်ကားတွေမန္တလေးအထိဝင်လာတာပေါ့သေးချင်နေတော့လားတွေ့လားအခုကျမတို့မြန်မာနိုင်ငံပြည်တွင်းတဲကိုတရုတ်ချေရှောက်နေပြီနော်တရုတ်ကကျမတို့ပြည်တွင်းရေးကိုနော်မအားလာကိုပြောမစအခုသူကိုယ်တိုင်ရခိုင်မှာသူကိုယ်တိုင်ဝင်ပြီးတော့သူတို့တရုတ်လူမျိုးတွေကိုယ်တိုင်ဝင်ပြီးတော့နော်ပါဝင်နေပြီးရုရှားနဲ့ပါသူတို့တရုတ်လည်းပါတယ်အဲ့ဒါကြောင့်မို့နိုင်ငံတကာမှာရှိတဲ့တရုတ်စက်ရုပ်တွေဟာအချိန်မရွေးလက်နဲ့စက်ရုပ်ဖြစ်အောင်လုပ်ထားသလိုအခုကြည့်တကဘာလုံးအခုနော်ရုရှားနဲ့ယူကရိန်းအစ္စရေးနဲ့အီရန်ဟိုတော့ဗလဲပါကစ္စတန်နဲ့အိန္ဒိယဒီနောက်ကိုယ်မှာလက်မဲကြီးကတရုတ်ပဲအခုလက်ကြည့်ဒီနိုင်ငံကနော်ကမ္ဘောဒီးယားနဲ့ထိုင်းအမှန်မှာတော့နော်ကျမပြောချင်တာနိုင်ငံရေးလက်ကွက်လို့ကျမတို့အဲ့လိုမျိုးမြင်တယ်။ဘာဖြစ်လဲဆိုတော့ဒီအာဆီယံကအာဏာရှင်နိုင်ငံတွေကြီးပဲလေ။နော်သူတို့ဆက်သွားလို့မရတော့ဘူး။အပြည့်အဝသူတို့လုံနိုင်ဖို့အတွက်မအားလာနော်မအားလာနဲ့မအားလာကိုအားကြတယ်လို့ပြောရမယ်။နော်ဒါမှတော့မပြောတော့သူတို့ကိစ္စကျမတို့နဲ့မဆိုင်ဘူးနော်။အခုဖိလစ်ပိုင်နဲ့မဲခေါင်တောင်ပင်လေတရုတ်ငါးဖမ်းသင်္ဘောတွေဟာတဲ့အချိန်မရွေးတရုတ်ရဲ့ရေတပ်တန်တန်တွေဖြစ်တယ်ဆိုတာတွေ့လားသူတို့ကငါးဖမ်းသင်္ဘောလုတ်တယ်လို့လည်းသူကစစ်စခန်းတိဆောက်တယ်ဟိုနေ့ကလည်းအီရန်ကိုလေဟိုဗလဲအစ္စရေးတို့အမေရိကန်တို့ကသူများမလူနဲ့ထိတာဖြစ်မယ်မြေအောက်ခံမှာသူတို့နျူကလ িয়ার ဖွဲ့ထားတယ်အဲ့ဒီနေရာကိုတော့မှသူတို့အဲ့စလေးရိုက်တယ်လို့ပဲနော်သူတို့ရိုက်ထားတာတကယ်ကိုကြည့်လို့ကောင်းတယ်နော်သူတို့ညင်နေရတယ်အခုဒေါ်နယ်ထရန့်ပြောတယ်နော်ဗလဲလဆဆစစ်ဦးစီးချုပ်အီရန်စစ်ဦးစီးချုပ်ကိုအစ္စရေးကနိုင်လိုက်ပြီးနောက်ထပ်စစ်ဦးစီးချုပ်ခန့်ဖို့အတွက်နော်သူတို့ယာထားတယ်အခုအီရန်ကဒေါ်နယ်ထရန့်ကပြောတယ်နေတို့စစ်ဦးစီးချုပ်ကိုငါတို့သိတယ်ငါတို့တွေ့တယ်ဒါမဲ့
နော်အခုချိန်မှာတော့မဟုတ်သေးဘူးနော်မကြခင်မှာပျောက်သွားတယ်ပြောစဉ်ချိန်ချတာပေါ့နော်အခုတတိယကဘာစီကဖြစ်မလားမဖြစ်ဘူးလားဆိုတာကျမတို့စောင့်ကြည့်ရမယ်တတိယကဘာစီဖြစ်တော့လေကျမတို့အားလုံးတကဘာလုံးနော်နောက်မဟုတ်ရင်ကျမတို့မြန်မာနိုင်ငံကအစောဆုံးပေါ့နော်ဒီစစ်ကိုစစ်တမ်းကိုခံစားနေရတာမတရားဘူးလေအားကြောင့်မို့တကဘာလုံးဖြစ်တော့လေဘယ်လဲပျော်ပါသိကြတာပေါ့ပြည်သူတို့ကြီးဟုတ်တယ်လက်မဲ့ချီနာပဲလေအဲ့ဒါကြောင့်မို့ရှေ့မှာငါဖန်သင်္ဘောတွေပေါ်မှာလက်နဲ့ယူနီဖောင်းနဲ့ရေလောက်သားအယောင်ဆောင်တရုတ်သူရှိုတက်တွေအများအပြားနေရာစုံပင်လယ်ပြင်မှာချထားတယ်ဆိုတာသိစေခြင်းလေတရုတ်ကအခုလက်ရှိသူရှိုတွေနော်အခုမောင်ချစ်သူကလည်းဒီတရုတ်ကပဲနော်ခင်ညွတ်မွေးစားထားတဲ့ဘာလေသူရှိုတွေအရန်မွေးတော့တယ်အခုတရုတ်ကကောင်းစီအယောင်ပြမန်းထီဝင်လာနေပြီစကားစားနဲ့သူ့အတွက်ဘာတွေရွေ့ကွက်လောက်ကွက်တွေဖယ်ဆောင်တိဆောင်လှုပ်ဆောင်နေပြီလဲဆိုတာကိုဘက်သူတွေစုံစမ်းပြီးသိထားသင့်ပြီ short တွဲလို့မရဘူးနော် short တွဲလို့မရဘူးကျောက်တရုတ်ကုန်စီကားဆိုတာနဲ့အစစ်စစ်အမင်းမြန်းကလည်းမရှိမလုပ်ရဲကြတော့တရုတ်ဟာတော်လန်ရေးဖြိုခွင်းဖို့အလဲပိုင်းကိုနေရယူနေမြေချက်ပြီးအင်အားလာစုစည်းတိတ်တဆိတ်နဲ့သတင်းအချက်လက်ပါယူနေပြီးစင်ကြံနေပြီးဆိုတာသဘောပေါက်ပါအဲကြောင့်အခုကျမတို့တိုင်းရင်သားနော်ကျမတို့တိုင်းရင်သားEROအချင်းချင်းမသိမြအောင်နော်သူတို့ကညီမျိုးစုံနဲ့အနောက်မှာလက်မဲ့ကြီးရုပ်ပဲရှိပါတယ်ဖြစ်ကြတော့ကျမတို့တရုတ်နိုင်ငံနဲ့နီးလေးဆိုတော့အကရက်လေးဆိုတော့နော်သူတို့ကဝင်ချင်တယ်လို့ဝင်ထွက်ချင်တယ်လို့ထွက်ဒါကလည်းလူတွင်ပါလို့နွားကြကြိုက်တာပေါ့နော်စက်တရီအဲ့ဒီစက်တရီကောင်ကမကောင်းလို့ပေါ့ပြည်သူတွေအားလုံးအကြမ်းဖက်မအလားကိုတက်ညီလက်ညီတိုက်ထုတ်ကြမှာမအလားမကြဆိုရင်လက်နဲ့ကင်ကလွယ်ရပြည်သူတွေပါမှစီးပွားရေးလှုပ်ရှားလို့အဆင်ပြေမှာမဟုတ်ဘူးအဲ့ဒါပြောတာလေမျိုးချစ်တယ်မင်းတို့အမျိုးကိုတော်တော်ချစ်တယ်လေကျမတို့အပါဝင်ပေါ့နော်အမျိုးကိုချစ်လို့4နှစ်လုံးကရင်ပြည်နယ်ကိုကျမတို့ဆို4နှစ်တော့မရှိဘူးနော်3နှစ်လုံးကရင်မှကရင်ကိုကရင်ကိုအထင်ကြီးခဲ့တာတွေနောက်ဆုံးတော့သူတို့ကိုဂျိုးအတွက်ပဲဖြစ်သွားတယ်နော်အဲ့ဒါကြောင့်မို့မျိုးချစ်တယ်ကိုအမျိုးကိုချစ်တယ်ဆိုရင်လေကိုအမျိုးဘာလုပ်နေလဲဆိုတာမျက်စိလေးပါလေးပွင့်အောင်အခုကျမတို့နေဦးတော်လိုင်းကနော်တိတုံညနိခွန်စားကြတဲ့ကအားကောင်းနဲ့လှုပ်လာတယ်နောက်ပိုင်းတရုတ်ဝင်စုဖက်လို့နော်အခုဘာလဲအချင်းချင်းပြန်ပြီးတော့တိုင်ရတယ်အချင်းချင်းပြန်ပြီးတော့နော်ရန်ဖြစ်ရတယ်အဲ့ဒါကြောင့်မို့တရုတ်စကားစားဘာပလန်တွေရှိမလဲလုံနေမလဲအမြဲမပြလိလာထောက်လန်းစုံစမ်းပြီးလက်ဦးကြမှတော်လန်ရေးမပြိုကွဲမှဖြစ်တယ်ကိုပဲသူတွေအေးဆေးနေသမျှတရုတ်ကမန်းကနေအညာမြေစကိုင်းထိပါကုတ်ကားအယောင်ဆောင်တရုတ်တပ်တွေကိုကူးလူးခြေချနိုင်လာခဲ့ရင်တခြားမပြောနဲ့လေဒီစကိုင်းကနော်ဒီစကိုင်းကအများစုကရင်ပြည်နယ်ကိုရောက်လာတယ်လေစစ်ပညာတွေသင်နေကြတယ်သင်ပြီးတော့ပြန်သွားတယ်နောက်ဆိုအရင်တော်တိုင်းရဲ့အစပိုင်းမှာတော့ကစီလုံးညွတ်ကြတယ်နောက်ပိုင်းကြတော့ဒီသူဆိုဒီကရင်ပြည်နယ်ကနေရောက်သွားတဲ့အဲ့ဒီစကိုင်းသားတွေနောက်ဆုံးငကားပောင်ဝင်ပေါ့နော်စကိုင်းဖိုလန်ဖွဲ့လိုက်ခဏလေးဟိုကဖွဲ့လိုက်ဒီဟာဖွဲ့လိုက်UG ဖွဲ့လိုက်နဲ့မသိမြကြတော့ကျမပြောရဲတယ်နော်တတိယအုပ်စုသပါတီရဲ့နော်မွေးသမိခင်ဖခင်ကတော့ကရင်ရပဲနော်ဒီကရင်ကပဲကျမပြောတယ်လေကျမအစတော့မသိခဲ့ဘူးမောင်ချစ်သူနော် PDF အယောက်200အဲ့ဒီတော့တော်လန်ရဲ့အစပိုင်းမှာနော်အဲ့ဒီလွတ်တော်ကိုယ်စားလှယ် NLD တဲကလွတ်တော်ကိုယ်စားလှယ်မြေပြင်မှာနေတယ်ကျမတို့နဲ့အချိတ်ဆက်ရှိတယ်နော်မြေပြင်ကသတင်းကိုသူပေးတယ်သူပြောတယ်မောင်ချစ်သူကကျမတို့ဘက်ကပဲ
သူကမအလာကိုစာချုပ်ထားလို့နော်မအလာနဲ့စာချုပ်ထားလို့ဘယ်နှလပိုင်းဆိုပြည့်ပြီးအဲ့ခါကျမှငါတို့ပြည်သူနဲ့ပြဝဝပူးပေါင်းမယ်ဆိုပြီးတော့နော်အဲ့ဒီတော့ကျမတို့ကလည်းယုံကြည်ခဲ့တယ်လေအေးမောင်ချစ်သူကသူ့သားကျမတို့ဘက်မှာမနေပါလို့ PDF အရောက်နေရကိုမွေးစားမလဲပေါ့မွေးထုတ်မလဲပေါ့စဉ်းစားတယ်နော်အဲ့ချိန်တော့မသိခဲ့ဘူးအခုမှအဲ့ဒီအဖြေတွေတဖြည်းဖြည်းပေါ်လာတယ်သူလားသူတို့ကတန်ပြန်ထောက်လန်းဖို့အတွက်ဖြစ်မြင်းတွေကိုမွေးစားထားတာ ਨੇ အတူတူပဲအဲ့ဒါကြောင့်မို့အာနာရှင်ဆိုတာလေသူတို့ကဖြစ်မြင်းတွေကိုပဲမွေးတာသူတို့ထက်တော်တဲ့ခေါင်းဆောင်တော်တဲ့လူငယ်လူရွယ်တွေကိုဘယ်တော့မှမထားဘူးအရှင်မထားဘူးသူတို့ထက်ညံ့တဲ့သူတို့ထက်တိုးတဲ့လူတွေကိုပဲသူတို့ကဖြစ်မြင်းအနေနဲ့ထားပြီးတော့ကောင်းကောင်းမွန်မွန်ကြွေးကောင်းကောင်းမွန်မွန်ထားပြီးတော့နောက်ဆုံးသူတို့လက်သမွေးထားပြီးတော့သူတို့ခိုင်းသလိုလှုပ်ချင်သလိုနော်သူတို့ခိုင်းသလိုလှုပ်လို့ရတဲ့လူမျိုးကိုပဲသူတို့ကရွှေးပြီးတော့နော်မွေးသွားတာအခုဖြေပေါ်ပြီရှင်နာကောက်ကားတွေကမအလာအတွက်ရန်တရားတွေသယ်လာနိုင်တယ်အဲ့ဒါပဲလीအခုလေရင်နဲ့တနိုင်ငံလုံးစဉ်းစားကြည့်နော်တနိုင်ငံလုံးလေရင်နဲ့ပတ်ပြီးတော့ဘုံကျဲတာအဲ့ဒီဘုံသီးတစ်လုံးကဘယ်လောက်တန်ဖိုးရှိလဲနော်ဒီလောက်အများကြီးဒီလောက်သူများပိုက်ဆုံးနေတာတော့မအလာတနိုင်ငံလုံးကိုပတ်ပြီးတော့ဘုံကျဲနိုင်သေးတယ်ဆိုတော့အဲ့ဒီတရုတ်ကနော်အဓိကနော်တကယ်လို့သာတတိယကဘာစစ်ဖြစ်လို့ရှိရင်တော့ဥပမာပေါ့နော်ကျမအတွေးမှာတတိယကဘာစစ်ဖြစ်လို့ရှိရင်ဒီမိုကရေစီနိုင်ငံကအများစုနိုင်ငံချမ်းသာတဲ့နိုင်ငံလက်နဲ့ပြောမှဆိုရင်အင်အားများတဲ့နိုင်ငံပဲကျမတို့အာဆီယံမှာပဲဒီအာဏာရှင်တွေများတာဥရောပအမေရိကန်ဒီပါတိုက်အဲ့ဒီနေရာတွေကဒီမိုကရေစီနိုင်ငံအများစုနေတာအခုအညာဒေသမညီညွတ်တဲ့နေရာကိုတရုတ်သဆိုးတွေအရယူဖြိုခွင်းထိတ်ချုပ်ဖို့ကျမပြောတယ်ငကားကအဓိကတရုတ်နော်တရုတ်လူတရုတ်သဆိုးလို့ကျမပြောရဲတယ်နော်ငကားကြည့်အခုဒီ CDM နန် CDM ကိစ္စနဲ့ပတ်သက်ပြီးတော့အခုသူ့ရဲ့ရတီချက်ကိုသူဖော်ပြပြီးအခုနော်ဘာကကြောင်းသားတွေဆိုတာလေတရုတ်သူဆိုတွေပဲဘယ်နှစ်ဖက်ပဲရှိတယ်အာနာရှင်ဘက်မှာသူတို့မရဘူးအန်လူကြီးဘက်လည်းသူတို့မရဘူးဆိုဂျားနေဆိုတာမရှိဘူးအဲ့ဒါကြောင့်မို့သူတို့ကဟိုဘက်လည်းမဟုတ်ဒီဘက်လည်းမဟုတ်ဂျားနေပြီးတော့သူဆိုလုံနေတဲ့လူတွေကမအလာလက်ဝေခံနေပဲအခုနော်အညာဒေသမညီညွတ်တဲ့နေရာကိုတရုတ်သူဆိုတွေအရယူဖြိုခွင်းတရုတ်ကိုယ်တိုင်သွားမှာမဟုတ်ဘူးသူဆိုတွေမွေးမှာခေအဆက်သူတို့မွေးတဲ့သူဆိုတွေသူတို့ကနော်ဥပမာကရင်ဗမာလူမျိုးကကရင်လူမျိုးကိုလက်စားလို့မရဘူးလေကရင်အချင်းချင်းပဲလက်စားလို့ရတာနော်သူတို့ကကိုယ့်လူမျိုးအချင်းချင်းကိုပဲလက်စားခိုင်းပြီးတော့သူဆိုမွေးနေတာအခုလည်းဒီလိုပဲတရုတ်ကသူ့ကိုယ်တိုင်သွားပြီးတော့သူဆိုမွေးပြီးတော့သူကိုယ်တိုင်သွားပြီးတော့ဗါလဲရန်တိုက်ပေးမှာမဟုတ်ဘူးအဲ့ဒီကိုလူမျိုးနော်ဗမာလူမျိုးအချင်းချင်းကိုပဲသူဆိုမွေးပြီးတော့အချင်းချင်းကိုမသိမြတ်အောင်မတက်အောင်လုပ်နေတာနော်ပြသားသိပြီမငဲ့ညာသိတော့ဘူးအန်ယူဂျီနဲ့အခုသွင်းဗါလဲသူဆိုတွေအရယူဖြိုခွင်းထိုက်ချုပ်ဖို့လက်အောက်ခံတဲ့ဇဲတွေအဖြစ်သို့သွင်းပြီးဖတ်တွေရိုက်တဲ့နိုင်ဖို့ကုန်စီဗန်းပြဆင်းလာပြီးအန်ယူဂျီနဲ့တော်လန်ရေးကိုတိတ်တဆိတ်အပန်တိတ်ဖြိုခွင်းဖို့ကြုံလာခဲ့ရင်လက်ရှိအီရန်နဲ့ဖြစ်စဉ်အရှုံးနဲ့အကွင်းတွေကမောဆက်ရဲ့အခန်းကဏ္ဍပတ်ဆိုမှုအစ္စရေးသဆိုတွေကြောင့်အီရန်အတွင်းစည်းပဲလို့ပြိုလဲကြဆုံးနေတယ်ဆိုတာအောင်မြင်အောင်ကြည့်ပြီးသင်ခန်းစာယူကြသင့်ပြီနော်အဲ့ဒါကြောင့်မို့အခုအဲ့ဒီပူသဒလန်ပြောမယ်ဖြစ်မြင်သူတို့လွတ်ထားတဲ့ပူသဒလန်ကိုအရှင်ဘယ်လိုပြောမလဲနော်တတိထားပြီးတော့စောက်ကြည့်ရမယ်
သူတို့ကဒီနီးလန်းနဲ့ပဲနိုင်ခဲ့တာအခုချိန်ထိလေဒီနီးလန်းနဲ့ပဲကျမတို့အချင်းချင်းမသိမြအောင်ပြောမစသူကဘယ်လောက်ထိတော်လဲနော်ဟိုဘယ်လိုပြောမလဲတကယ်ကိုပြည်သူတွေယုံကြည်ရလောက်တဲ့လူတွေကိုစီးယုံနိုင်တယ်ကဲအခုရန်ကုန်အထိတောင်မှကျမတို့ရဲ့နော်စစ်ရေးကပြန့်နေပြီညဥက္ကလာမြို့နယ်ခမ်းမနဲ့ရွှေပြည်သာမြို့နယ်မြို့မရဲစခန်းတို့ကိုလက်ပစ်ဘောပစ်သွင်းပြီးတော့တိုက်ခိုက်နေပြီတွေ့လားကျမတို့ရဲ့စစ်ရေးကတဖြည်းဖြည်းနဲ့ရန်ကုန်ကိုရောက်နေပြီရန်ကုန်မြို့မြောက်ဥက္ကလာမြို့နယ်အတွင်းကျန်းဖက်စစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့မြို့နယ်ခမ်းမကိုလက်ပစ်ဘောပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်းမြောက်ဥက္ကလာပြည်သူ့ကာကွယ်ရေးမှတာဝန်ရှိသူတဦးကပြောပါတယ်တွေ့လားတဖြည်းဖြည်းနဲ့အနာကိုတဖြည်းဖြည်းနဲ့ဘောဟိုအနာကိုရောက်နေပြီပြည်သူတို့အလားတူပဲရန်ကုန်မြို့ရွှေပြည်သာမြို့နယ်မြို့မရဲစခန်းကိုလည်းလက်ပစ်ဘောပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်းနော် the black line အဖွဲ့မှတာဝန်ရှိသူကပြောပါတယ်ရန်ကုန်မြို့နှစ်နေရာကိုတော့မှသူတို့လက်ပစ်ဘောသွင်းနိုင်ပြီကဲနောက်ထပ်ရုရှားပြန်လဲအညာသားတွေနဲ့တွေ့တော့မှားတာပဲမသာပေါ်တာပဲရုရှားပြန်ဟိုဗတဲ့မြင်းချန်တွေစစ်သားနဲ့ပြူစောတိများလိုက်ပါလာတဲ့ကားကိုကြားပြတိုက်ခိုက်မှုရုရှားပြန်စစ်တပ်ဗိုလ်ကြီးပြဖြိုးကျော်နဲ့ပြူစောတိခေါင်းဆောင်မင်းတိုက်အပါဝင်3ဦးသေဆုံးတယ်ကောင်းလိုက်တဲ့တဲ့နော်ဒါတော့မှရုရှားမှာပညာသွားသင်ပြီးတော့ပြန်လာတာကျမတို့တော်လန်ကြီးဘဲတော့သားတွေနဲ့တွေ့တော့ခန့်သွားတာပဲနော်ရုရှားပြန်လဲပြန်လိုက်ကောတာပဲမန္တလေးတိုင်းမြင်းချံမြို့နယ်အနှိတ်ကြေးရွာနဲ့ခေါင်းခွဲကြေးရွာအကြားစစ်သားနဲ့ပြူစောတိများလိုက်ပါလာတဲ့ကားကိုကြားပြတိုက်ခိုက်ပြီးတော့ရုရှားပြန်စစ်တပ်ဗိုလ်ကြီးပြဖြိုးကျော်နဲ့ပြူစောတိခေါင်းဆောင်မင်းတိုက်ပါဝင်3ဦးသေဆုံးခဲ့ကြောင်းမြင်းချံ Black Tiger MBT အဖွဲ့ခေါင်းဆောင်နော်ကပြောပါတယ်အဲ့ဒါအမှန်ပဲအချင်းချင်းသက်ဆူသွေးခွဲတာအာနာရှင်ကွန်မြူနစ်လောက်ရဗမာအချင်းချင်းကရင်အချင်းချင်းဟုတ်တယ်လေကဲခုနဘယ်သူပေးလဲမသိတော့တောင်ပေးတဲ့လူကိုကျေးဇူးအများကြီးတင်ပါတယ်နော်ဒီထက်မကများများပေးနိုင်ပါစေအလောက်ကအဆင်ပြေပါစေနော်ကျဲပေးတဲ့ကျဲ35ပွင့်ရပါတယ်ပြည်သူတို့ဒီညနော်လိုက်လွင့်တာဘယ်လောက်ရှိပြီလဲအခုမှကျဲ35ပွင့်ရတယ်ကျေးဇူးတင်ပါတယ်အဲ့ဒါသူတို့ဘာဖြစ်လို့ပြည်သူတို့နော်သူတို့ဘာဖြစ်လို့ဒီလိုသတင်းရတယ်လေသူတို့ဘာဖြစ်လို့နေနိုင်တယ်လေပြည်တွင်းကပြည်သူတွေကပူးပေါင်းမှုရှိလို့နော်ပူးပေါင်းလို့သူတို့ဘယ်သွားမလွတ်လပ်တော့ဘူးသူတို့ဘယ်သွားမလုံချုံတော့ဘူးငါအလားကဲနောက်ထပ်နော်မြန်လေးပဲသွားရမယ်အခုအေကိုတိုက်ခိုက်ရမွတ်စလင်လက်နက်ကင်များပြင်ဆင်နေကြောင်း ICG သတိပေးတယ်တွေ့လားနေရတိုင်းကိုတရုတ်ကလေနော်တရုတ်ကကဘာကိုကြီးစိုးချင်တာနော်ကဘာကိုကြီးစိုးချင်တာအဲ့ဒါကြောင့်မို့သူကမီးမွေးလိုက်လို့ရှိရင်လက်နဲ့လက်ကြောင်ရတယ်ပြီးတော့နော်အဲ့ဒီနိုင်ငံဆင်းရဲမွဲတေသွားလို့ရှိရင်သူ့ကိုသထေးဘယ်လိုပြောကက်တေရှင်အဖြစ်နော်ကက်တေရှင်အဖြစ်အဲ့ဒီနိုင်ငံကအကြီးကဲအာဏာရှင်တွေပေါ့အကြီးကဲအဖြစ်သူ့ကိုကက်တေရှင်ဖြစ်သဘောထားပြီးတော့အမှသူမျက်နှာလဲရနော်ပစ္စည်းလဲရောင်းရနောက်ဆုံးအဲ့ဒီနိုင်ငံကိုသူကဂုတ်သွေးဆုပ်နိုင်တဲ့အထိနော်အဲကြောင့်အခုတကဘာလုံးကိုမီးမွေးနေတဲ့တရုတ်
မွတ်စလင်လက်နက်ကိုင်အဖွဲ့အစည်းများစုစည်းပြီးဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများတွင်လူသိစုဆောင်ကအလခံတပ်တော် AA ကိုတိုက်ခိုက်ရန်ပြင်ဆင်နေကြောင်း International Crisis Group ICG ကအဲ့ဒါကြောင့်မို့လေကဘာစစ်ဖြစ်သွားလို့ရှိရင်တော့ကဘာစစ်ကတော့ကြည့်ရတာဥစားကျမထင်တော့50ပဲတတိယကဘာစစ်ဒါပေမဲ့အီရန်ကတော့သူချိန်ချတာပေါ့နော်ဒါပေမဲ့အမေရိကန်ပါလာလို့ရှိရင်တော့ပြောလို့တော့မရဘူးကျမထင်တော့ဖြစ်ဖို့ကတော့50ပဲတရုတ်ကလည်းသူကနောက်ွယ်ကပဲကူညီတာလေတကယ်သူ့ရဲ့မဟာမိတ်နိုင်ငံတွေကိုတရုတ်ကူညီပြီးတော့ဝင်တိုက်ပေးနေဆိုတာနော်ပြောင်တိတ်ကူတိုက်ပေးနေတယ်ဆိုတာမရှိတော့ပဲသူကမီမွေးပေးတာပဲရှိတယ်ပါကီတန်နဲ့မြောက်ဥက္ကလာပတွင်စစ်အုပ်စုရဲ့ဌာနဆိုင်ရာနဲ့လုံခြုံရေးယူထားတဲ့နေရာများဖောက်ခွဲတိုက်ခိုက်ခံရတွေ့လားပါကီတမြောက်ဥက္ကလာအခုရန်ကုန်မှာလေနော်ရန်ကုန်မှာလည်းအခုနော်ချိန်ချောင်းနေပြီးမအားလာရဲ့လုံခြုံရေးချိန်ချောင်းနေပြီးရင်းတမြို့နယ်အနီးဝန်းကျင်စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပောက်ကွဲတံများမှမြို့မှကြားရတယ်လေးမျက်နှာနဲ့ရေကြီးမြို့နယ်နေတိုက်ပွဲဖြစ်ပါ AA ကတော့အမြဲတမ်းတိုက်ပွဲဖြစ်တယ်နော် AA ကတခါမှလည်းမငြီးဘူးနော်ဗါလဲလက်နဲ့ခဲရမရှိဘူးဗါလဲပြည်သူတွေထိခိုက်မှာဆိုလို့ဘာညာစိတ်ချတွေဘာတွေတခါမှမပေးဘူးသူဘလောက်တိသူတိုက်နော်သူတိုက်သူသိမ်းနိုင်တယ်သူကိုယ်သူလည်းတခါမှကြွားဝါတာမရှိဘူးဗါလဲရခိုင်နိုင်ငံတော်နဲ့သွားမယ်ဆိုတာလည်းပြောတာမရှိဘူးဒါပေမဲ့အဆက်မရှိနော်ရွှေကရင်ခေါင်းဆောင်ကြီးတွေတမျိုးမှမသိနိုင်ဘူးဒါပေမဲ့ကရင်နိုင်ငံကရင်ကော်တူလေယူနစ်နဲ့သွားမယ်တဲ့သူတို့ပြောတဲ့ယူနစ်ကမအားလာယူနစ်ပဲဖြစ်ဖို့များတယ်ဘာဖြစ်လို့လဲဆိုတော့လက်ရှိမှာ KNU ထိချုပ်ထားတဲ့နေမြေနာမည်ပဲရှိတာနော်လက်တွေ့အုပ်ချုပ်ရေးရန်နေရာကမအားလာနဲ့မောင်ချီသူတွဲပြီးတော့လှုပ်ထားတဲ့ရန်နေရာပဲရှိတယ်အဲကြောင့်မို့ဒီຫນွေဥတော်လန်ရေးကလေဒီမအားလာဒီစင်ဘာမရောက်ခင်မှာနော်နေပြည်တော်ကိုသိမ်းနိုင်ရင်သိမ်းမသိမ်းနိုင်လို့ရှိရင်တော့မအားလာအုပ်ချုပ်ရေးရန်တရားကိုဖျက်နိုင်ဖျက်မဖျက်ဘူးဆိုရင်ကျမတို့ဗါလဲရက်တီဖို့အခြေအနေကတော့နည်းနည်းလေးနော်တကယ်လို့သာဒီဟိုစားဒီ2025မကုန်ခင်မှာမအားလာကိုကျမတို့အပြီးမဖြူနိုင်လို့ရှိရင်တော့တော်နိုင်ရေးကတော့နော်နောက်ဆုတ်ဖို့မရှိဘူးကြဆုတ်ဖို့မရှိဘူးဒါပေမဲ့ရေစင်မျောပြီးတော့ကြာအောင်မှာအဲကြောင့်မို့အမြန်ပြီးရှင်ပြီတပ်ပေါင်းစုအမြန်ဖွဲ့စည်းစေချင်တယ် KIA နဲ့ AA တို့နော်ဆက်ရတပြည့်နှစ်ယောက်ဒီຫນွေဥတော်လန်ရေးရဲ့စစ်ရေးနော်စစ်ရေးကိုသူတို့ဥဆောင်ပြီးတော့စီးရုံနိုင်လေပွဲပြတ်ပြီနုကြီးကတော့တန်ရေးတမန်ကြီးပေါ့နော်ဒီ KIA နဲ့ AA ကတော့စစ်ရေးကိုဥဆောင်ပြီးတော့နော်စီးရုံနိုင်လို့ရှိရင်တော့ပွဲပြတ်ပြီအခု TNA လဲနော်ကျမတို့အမေစုတွဲစုတောင်းမြတ်တာပို့တာပြီးတယ်အီရန်ကိုခိုးဆင်းသွားတဲ့တရုတ်တဲ့ဟိုနေရာကျမဖတ်ပြရတော့တာကဲကျမဒီလောက်လေးလည်းပဲနှိကုတ်ချုပ်ပြစီတော့နော်
အကောက်ကလည်းသူများထုတော့ဘာမှမမြင်ရတော့ဟိုပြေးဒီပြေးနဲ့ပြေးလို့မတတ်တော့ဘူးပြည်သူတို့အကောက်တွေရတယ်များလုံးလို့နော်ဒါပေမဲ့ကျမတို့စိတ်ဓာတ်ကြလို့မဖြစ်ဘူးရှိသလောက်နဲ့ပဲပြောရမှာပဲကျမတို့တော်လန်ရေးလှုပ်တာလေကျမတို့မျက်နာရခြင်းလို့နေရရခြင်းလို့မဟုတ်ဘူးနော်အဲဒါကြောင့်မို့ဘလောက်ပဲကြည့်ဘလောက်ပဲနော်ရတော်လန်ရေးကတော့လှုပ်ရမှာပဲအစိုးထိသွားရမှာပဲကျမတို့တဝက်တစ်ပြည့်နဲ့ရပ်တန့်လို့မရဘူးကောက်ယုံမီမဟုတ်ဘူးအီရန်ကိစ္စနဲ့သူတို့နိုင်ငံနဲ့ပါဆိုင်လို့လေတတိယကဘာစစ်ဖြစ်ရမလဲသူတို့နိုင်ငံတွေအပြတ်ခံတချို့ကြတော့အမေရိကန်ပါဝင်လို့ရှိရင်တော့ဝင်ပါလို့ရှိရင်နော်ဟိုဗါတဲ့အီရန်ဘက်ကတရုတ်တို့ရုရှားတို့ကဝင်ပါပြီးဆိုရင်တော့ကဘာစစ်ဖြစ်ပြီးလို့တော့ပြောကြတာပေါ့နော်ဒါပေမဲ့ကျမကတော့50-50ပဲအမေရိကန်ကျမထင်တယ်သူနိုင်တယ်အီရန်ကိုသူအဆွဲချိုးနိုင်တယ်အီရန်နဲ့အစ္စရေးနော်ကျမခံမှန်းတာပေါ့အီရန်ဖြစ်လားမဖြစ်လားမသိဘူးဒါမှဒီနိုင်ငံကတော့ဟိုဗလဲပြဿနာအကြီးကျယ်တက်နေပြီသူတို့နော်ပြဿနာအကြီးကျယ်တက်တယ်အခုသူတို့ဟိုမလို့ပြောလဲနော်ဒီသူတို့လူကြီးပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့သူတို့နိုင်ငံရဲ့လုံခြုံရေးထိခိုက်တာပေါ့နော်အဲကြောင့်မို့အခုအကြီးကျယ်ပြဿနာတက်ပြီးဘလို့လာမလဲတော့မသိဘူးဘလို့လာမလဲတော့မသိဘူးဒါပေမဲ့အခုကတကယ်လို့သူကရာထူးကနေမစင်းလို့စင်းတော့သူတို့ကအာဏာသိမ်းမဲ့အခြေအနေမှာရှိတယ်ဒါတော့သူတို့အပိုင်းပေါ့နော်ဒါကျမတို့နဲ့မဆိုင်ပါဘူးပြောပြတာပါဘာပဲဖြစ်ဖြစ် fight တဲ့မှာပြည်သူတို့ရေအခုချိန်မှာနော်ကျမတို့ဟိုဘယ်လိုပြောမလဲချစ်လေးလေးနော်နေရမယ်အခုသူတို့ဒီလာမဲ့တနင်္ဂနွေတနင်္ဂနွေလာဘယ်နဲ့ပြန်လာတနင်္ဂနွေလာမသိတော့သူတို့ဆန္ဒပြဖို့အတွက်သူတို့ခေါ်တယ်ဆိုတော့သူတို့ဥစားဖို့ခေါ်တာပေါ့နော်ဒါပေမဲ့ကျမမြန်မာပြည်သူတွေကိုပြောချင်တာကသူတို့ကြားထဲမှာမပါစေနဲ့ပေါ့နော်ကိုလိမ္မာပါနာစွာနဲ့နေကြစေချင်တယ်အဲ့လူမျိုးချင်းညာလာအောင်မယ်နော်ဒီနေ့နော်19ရက်နေ့သစင်အေးအလူငွေအဖွဲ့ဝင်300ပြီးတော့ကျမတောက်ခိုင်ပေါ့နော်အဖွဲ့ဝင်300အလူငွေ900 1000ဘရွယ်ပါဆောင်တီအဖွဲ့ဝင်300အလူငွေ900 1000ဘကျေးဇူးများတင်ပါတယ်တန်းလွင်အဖွဲ့ဝင်300အလူငွေ900ဘကျေးဇူးများတင်ပါတယ်ဦးစောစံသိန်းအဖွဲ့ဝင်300နမမြင့်ထေအဖွဲ့ဝင်300ဖက်ညေအဖွဲ့ဝင်300နော်ကျေးဇူးများတင်ပါတယ်ဒီအလူငွေ200ဘကျေးဇူးများတင်ပါတယ်ချုံဖူအလူငွေ900ဘကျေးဇူးများတင်ပါတယ်ကဲဒီနေ့အလူငွေအလုံးပေါင်း4900ဘရရှိပါတယ်နောက်ပြီးတော့နေ့ကဆက်ရမရှိဘူးစေကိုပြခသူရတာတပိုင်းပဲပေါ်တယ်အပေါ်ကမတွေ့ရအောင်နော်ကြော့ဒူးအဖွဲ့ဝင်300ကိုမင်းအောင်အဖွဲ့ဝင်300ချူအဖွဲ့ဝင်300နော်အလူငွေမတွေ့ရဘူး18ရက်နေ့ဟာသူရတာတပိုင်းပဲပေါ်တယ်ဒါပေမဲ့အလူငွေပမာဏပဲနော်ဥစားပြောပြလိုက်တော့မှ9950ပါရရှိပါတယ်ချီနာနဲ့ရဆာကအာကျဲတာအဲ့လိုပြောနေတာအာရ50နိုင်ငံပဲဖြစ်ချင်ဖြစ်မယ်အမမတော့သူတရုတ်ကသူပြောတာပဲရှိတယ်ဒီနော်လက်တွေ့တတိယကဘာပထမကဘာစီဒုတိယကဘာစီအခုလက်ရှိဖြစ်နေတဲ့စစ်ပွဲတွေမှာတရုတ်ဝင်ကူပြီးတော့တိုက်ပွဲတွေကတော့မရှိသလောက်သူ
သူတို့ကပြောပဲနော်ရဆာဆိုလဲအဲ့လိုပဲအခုသူတို့ဒါမဲ့တခုတော့ရှိတယ်နော်ပြည်သူတို့အာနာရှင်တွေကလေသူတို့ရဲ့လောက်ရကတူတယ်သူတို့အခုအစ္စရေးကနော်အစ္စရေးကအီရန်ရဲ့ပြစ်မှတ်နော်သူတို့ကပြစ်မှတ်တက်ပြည်သူတွေအများပြားနော်မထိခိုက်ရအောင်လို့ပေါ့နော်သူတို့ပြစ်မှတ်တက်ကိုသူတို့ပြစ်တာ6နိုင်ငံကိုကြော်ပြီးပြစ်ရတယ်ကြည့်ဒါပေမဲ့ပြည်သူအယောက်အီရန်ပြည်သူအယောက်200လောက်ပဲသိတယ်အခုအစ္စရေးအခုအီရန်ကြည့်ဆေးရုံကိုပြစ်တယ်တွေ့လားသူတို့အာဏာရှင်တွေကလေအပြစ်မဲ့တဲ့ပြည်သူလက်နဲ့မရှိတဲ့ပြည်သူနေရာကိုပြစ်တယ်အခုဆေးရုံအစ္စရေးဆေးရုံကိုပြစ်တယ်လူနေအိမ်ပြစ်တယ်ဆေးရုံကိုပြစ်တယ်အဲဒါကြောင့်မို့နော်အာဏာရှင်တွေကစရိုက်တူပဲအခုမောင်နိုင်စောဟိုနေ့ကပြောတယ်ဗာလဲသူရဲ့ကရင်လူတို့ရဲ့အားပေးတာတို့ဘာညာတို့သူပြောတာပေါ့နော်သူတို့ရဲ့လောက်ရကိုပဲပြည်သူမှမနဲ့မခံဘူးပြည်သူအားပေးထောက်ခံတာကိုလိုချင်လို့ရှိရင်တော့နော်လက်ရှိမူရည်စေဝါလောင်းကစားတွေကိုအရင်အမြင့်ပြအောင်လုပ်အရင်အမြင့်ပြအောင်လုပ်ပြီးတော့မင်းအွန်လိုင်းနဲ့နော်မင်းအွန်လိုင်းကိုဗာလဲဖယ်ပြီးတော့ပြည်သူတွေနဲ့ပူပေါင်းပြီးတော့မအားလာကိုတိုက်ပြီးတော့ကရင်ပြည်နယ်ကိုနော်ပြည်သူအုပ်ချုပ်ရေးနဲ့ပြည်သူအုပ်ချုပ်ရေးရန်တရားနဲ့ဖွဲ့နိုင်ပြီးဆိုမှပြည်သူယုံမှာအမင်းတို့ကအပြောလောင်းနဲ့ဟိုဗလဲပြည်သူလူထုမျက်နာကိုပဲကြည်တာတို့ဗာညိုဒီအပြောလောင်းနဲ့ပြည်သူတွေကမင်းတို့ကိုနော်စာမဖွဲ့လောက်တော့ပြောမကြည့်တော့ဘူးမင်းတို့ကိုပြည်သူတွေစိတ်ပြက်တယ်ကရင်ပြည်နယ်နဲ့ပတ်သက်ပြီးပြည်သူတွေစိတ်ပြက်တယ်အဲဒါကြောင့်မို့လေဗလဲတချို့ပြည်သူတွေတီးလောက်ပြီးပေါ့နော်ကရင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့ဒါတော့မှတချို့တိုင်းရင်းသားတွေကလည်းဖာတီနေတော့ပဲဖာတီသူတို့ဖိန်ချက်ချသွားလဲဖာတီနေတော့ပဲတခါတလေကျမစိတ်တူကျမသွားမှန်ပလိုက်တယ်နော်